ကဲတော့ဝိုင်းချင်းကတော့ကျွန်တော်တို့လိုက်ပြီးတော့မှတ်မယ်ဒီညနေမှာကျွန်တော်ကဲလိုက်နှမလေးနေပြီနော်အဲ့တော့ဝိုင်းချင်းဒီညနေမှာအကြိုက်ဆုံးဝိုင်းချင်းဒီကျွန်တော်တို့ဒါနော်တနေ့ကုန်မှာတော့ကျွန်တော်တို့358ကဂီးရမှာတစ်ခုရှိတယ်358ဒီညနေမှာလွတ်လို့မရပါနော်358ဒီလွတ်လို့မရပါ358ကိုလွတ်လို့မရတဲ့ဒီညနေမှာကျွန်တော်တို့အချိန်ကတော့38အချိန်နဲ့ပဲသွားပါမယ်ဒီညနေမှာအချိန်ဒီ38အချိန်နဲ့သွားပါမယ်ကျွန်တော်အကြိုက်ဆုံးအချိန်ကတော့38အချိန်ပဲကြိုက်ပါမယ်ဒါပေမဲ့အချိန်ကိုစိတ်ဝင်စားတယ်အဓိကအကွက်ရွေးထုတ်ပေးထားတယ်ကျွန်တော်ဘာကွက်လေးတွေကတ်ပေးထားတယ်ပဲเนาะအဓိကအကွက်ပဲထုတ်ခိုင်းမှာအကွက်တွေပဲကစားမယ်ကျွန်တော်ဒီနေ့မှာကီးက358ကိုကင်ထားတယ်ပြီးရင်38အချိန်ကင်ထားတယ်ဒါပေမဲ့အကွက်ပဲထုတ်ပါမယ်เนาะ3နဲ့8တွေလိုက်ပြီးတော့မပတ်ဘူးเนาะအဓိကအကွက်ပဲလိုက်ကစားမယ်အဲ့တော့ main ကွက်လေးတွေထုတ်ပေးမယ်လိုက်ပြီးတော့ရေးပေးပါလိုက်ပြီးတော့မှတ်ပေးပါเนาะအားလုံးပဲအဲ့တော့စပြီးတော့ခေါ်ပေးမယ်အဲ့တော့3နံပါတ်တန်းကျွန်တော်အကွက်လေးတွေရေးချက်ပေးမယ်ပြီးရင်8နံပါတ်တန်းအကွက်လေးတွေရေးချက်ပေးမယ်ပြီးရင်အပြင် main ကဏ္ဍလေးရဲ့တကွက်ကောင်းလေးရဲ့เนาะတကွက်ကောင်းကတော့အကုန်လုံးလိုက်ပြီးတော့မဖြစ်မနေထိုးပါမယ်ညနေမှာเนาะတကွက်ကောင်းနေအရေးကြီးတယ်เนาะမနှက်ပြန်ပေးလားစီးတယ်မနှက်ပြန်ဗာနေလို့ပိတ်ရမှာဒီတစ်ပတ်လုံးမပိတ်ဒီတစ်ပတ်လုံးမပိတ်ဘူးเนาะဒီတစ်ပတ်လုံးမပိတ်ဘူးဟုတ်လား12လပိုင်းထဲမှာပိတ်မယ်เนาะလာမယ့်ဘက်ကတော့ပိတ်ရရှိမယ်ဒီတစ်ပတ်ကတော့ကျွန်တော်တို့ဒါပိတ်ရမရှိဘူးเนาะကဲမင်္ဂလာပါကျွန်တော်38အချိန်မှာ3နံပါတ်တန်းကျွန်တော်အကွက်လေးတွေရေးချက်ပေးမယ်ကျွန်တော်10နံပါတ်တန်းအကွက်လေးတွေရေးချက်ပေးမယ်ပြီးရင်အပြင် main ကလေးရဲ့တကွက်ကောင်းရေလိုက်ပြီးတော့မှတ်မယ်လက်မလေးနှိမ့်မယ်เนาะတကွက်ကောင်းရေးကြည့်တယ်တကွက်ကောင်းအမြောင်းလဲလုပ်ပေးထားတယ်နော်တကွက်ကောင်းနေမဖြစ်မနေထိုးရပါမယ်နော်ကိုအောင်မင်္ဂလာပါဟုတ်ကဲ့ပါ358ကီ38ချိန်မှာအဲ့တော့3နံပါတ်တိုင်လိုက်ပြီးတော့မှတ်မယ်3နံပါတ်တိုင်ရင်3နှစ်36 3939ပါနော်3နှစ်36 3939 32 36 39 39 3နှစ်36 3939ပါ3236 3939နော်မောင်လေးအတူတွေရှိတယ်အတူတွေကပေါ်မှာပေါ့နော် TikTok မှာဆိုပုံများတယ်ပြီးရင် Facebook ဒီမှာလည်းနော်ဒါအကောက်တွေနဲ့အများကြီးပဲနော်ပြီးရင် group တွေရော page တွေရောနော်ပြီးရင် TikTok မှာလည်းအလားတူပဲအကောက်တွေမျိုးစုံနံပါတ်တွေမျိုးစုံနဲ့နော်တော့အဲ့တော့တတိထားပါအတူတွေကိုတတိထားပါကိုသူကဒီ YouTube မှာပဲကဏ္ဍပေးတာပါဒီတိုင်းကဏ္ဍမှန်သမျှကို YouTube မှာပဲတင်ပေးတာပါနော်ကဲအဲ့တော့3နံပါတ်တိုင်းကျွန်တော်လိုက်ပြီးတော့မှတ်မယ်နော်3နှစ်36 3939နော်အကြိုက်ဆုံးနှစ်ကွက်ကိုရေးဆက်ပေးမယ်အကြိုက်ဆုံးနှစ်ကွက်ဒီ3နှစ်နဲ့3ခွန်နော်ဒိုင်းလေးကြားနေပြီတဲ့မြင်မြင်လေးလိုက်မှတ်လိုက်နော်3နှစ်နဲ့3ခွန်မှာအကြိုက်ဆုံးနှစ်ကွက်32 30ခွန်ဓမ္မလေးနေမယ်နော်တေချာရဲတဲ့3.6ခွန်တွေကတစ်လုံးနဲ့ဟုတ်တယ်လေအဲ့ထဲရပေါ့နော်3နှစ်နဲ့3ခွန်ရှင်းနံပါတ်တိုင်းကျွန်တော်8နှစ်85 86 8ခွန်ပါ8နှစ်85 86 8ခွန်အကြိုက်ဆုံးနှစ်ကွက်ဒီ82 80ခွန်8နှစ်85 86 8ခွန်အကြိုက်ဆုံးနှစ်ကွက်ဒီ82 80ခွန်82 80ခွန်ပါကဲနောက်ထပ်လူ14 5ယောက်လောက်ဝင်လာရပြီနောက်ထပ်လူ14 5ယောက်လောက်ဝင်လာရပြီ14 5ယောက်လောက်နော်14 5ယောက်လောက်ဝင်လာမယ်14 5ယောက်လောက်နော်ပြီးတော့3000ပြည့်ပြီလိုက်လက်မလေးတွေ3000ပြည့်အောင်နှိမ့်မယ်မနေ့ရသေးတဲ့လူတွေလိုက်လက်မလေးနှိပ်ဒီတိုင်းကြည့်မနေနဲ့နော်လက်မလေးနှိပ်မင်းတို့တားလိုက်တယ်နော်ဖုန်းမှာနာမည်ကအကုန်ခေါ်ပြီးတာပဲလေဝင်းမှာတော့ဝင်းမိုင်မင်္ဂလာပါနော်တချို့မန်နေကြတော့ကျွန်တော်ခဏခေါ်တဲ့အချိန်ကျတော့ကြော်သွားတော့မကြည့်တော့ဘူးလေနော်TikTokမှာတရုတ်ပဲဆောင်ပြတာဟုတ်တယ်နော် TikTokမှာကျွန်တော်ဆော့မဆော့တတ်တာနော်တရှင်းပွင့်နေဒီတိုင်းထိုင်ပြဒီလောက်ပဲတက်တာနော် TikTok မဆော့တတ်ဘူးအဲ့တော့နော်ရီပြမယ်ဒီလောက်ပဲပေါ့နော်အဲ့တော့ TikTok မှာရီပြတာကြည့်ချင်တယ်ဆိုရင်သွားကြည့်ပါနော်ဘာကနန်းမှတင်လာမဟုတ်တော့ TikTok မှာအဲ့တော့ TikTok မှာရှောက်ကနန်းတောင်းနေတယ်ကျွန်တော် YouTube မှာ live လွှင့်ပေးတာအဲ့ YouTube မှာပဲလာကြည့်နော်ကဲအပြင်မင်းလေးပြောပေးမယ်နော်ဒီညတကွက်ကောင်းမဖြစ်မနေ live ထိုးမယ်နော်ပြောထားပါတယ်တကွက်ကောင်းစီအကုန်လုံးအတွက်ရေးကြည့်တယ်နော်အော်အပြင်မင်းဒီကျွန်တော်တို့ဒါ56နော်56ကတော့အဓိကပေါ့နော်56ကဲပြီး50ခွန်ရဲ့နော်56ရဲ့50ခွန်ရဲ့56ရဲ့50ခွန်ရဲ့YouTube ကြည့်တတ်ပါစေအားမိုဘိုင်ဟုတ်ကဲ့ပါဥခင်အောင်ကဲမင်္ဂလာပါ56ရဲ့50ခွန်ရဲ့ပြီးတော့နောက်တစ်ခါကျွန်တော်51ကဲနော်56 5ခွန်51နော်56တို့ပါညာအရေးကြီးတဲ့ထက်မှာပါတယ်နော်တော့ကျွန်တော်ထိတ်ဆုံးမှထည့်ပေးထားတယ်56ကပိုရေးကြီးပါတယ်56တို့5ခွန်တို့51တို့နော်56တို့ပါညာပိုရေးကြီးပါတယ်နော်အဲ့ပြင်မိန်းမှာဆိုရင်နော်
အပြင်မိန်းထဲမှာဆိုရင်sorry ကဲတော့ဇာတ်သမားကြီးနော်တကွက်ကောင်းလေးပြောပြမယ်အဲ့အကုန်လုံးလိုက်ထုတ်မယ်နော်အဲ့တကွက်ကောင်းအဲ့ဇာတ်သမားကြီးကကျွန်တော်တို့နော်ပြောစရာလေးရှိသေးတယ်နော်ရှိတယ်လို့ရှိတယ်နော်ရှိတယ်ခဏခဏမှမင်းနဲ့ခဏခဏမှမင်းနဲ့တကွက်ကောင်းလေးပြောပြမယ်တကွက်ကောင်းကတော့နော်ကျွန်တော်ဒီညနေမှာနော်ပြောပြမယ်နော်တကွက်ကောင်းရေးကြည့်တယ်နော်ကဲမိနစ်20ပြည့်သွားပြီအဲ့တော့တကွက်ကောင်းလေးပြောပြမယ်ပေါ့နော်လမ်းမနှိပ်ဘူးတဲ့မမဖတ်တဲ့အဖွဲပါတယ်ကဲဇာတို့ညနေလာမှာဇာတို့သမားတွေမနက်က29ကနဲ့အနေချင်းတော့ရသေးတယ်เนาะကျွန်တော်အများအပြည့်ဝမရရင်တော့မှကျွန်တော်အခွေကြီးတွေဗျာဇာတို့အခွေကြီးเนาะဇာတို့အခွေကြီးဆင်းသွားတာကဲတော့ဇာတို့သမားတွေကကျွန်တော်ဒီညနေမှာကျွန်တော်ဖိုင်ပါတဲ့အပူပြောပြပါတဲ့ဇာတို့တွေမက်မှာရှောက်မမှတ်တယ်เนาะဇာတို့တွေမက်မှာရှောက်မမှတ်တယ်เนาะမက်မှာရှောက်မမှတ်တယ်เนาะဘာလို့ရှောက်မှန်ဟာဘာလို့ရှောက်မှန်နော်မမ်ဘူးအတွက်ခေါ်ထားမှာမဟုတ်လေဘာလို့ရှောက်မှန်ကြနော်ဘာလို့ရှောက်မှန်ကြမမ်ဘူးအတွက်ခေါ်ထားမှာမဟုတ်လေတချို့ကြတော့ရမ်းဖြီးနေနော်ဟိုအလုံးဒီအလုံးဟိုအလုံးနော်ဟိုအလုံးဒီလုံးနော်ကျွန်တော်လဲနော်ထင်အောင်ထင်မှဖျက်လိုက်ဖက်ပေးပါတယ်နော်အဲ့တော့ခံမန်းကြည့်ကြပါဗျဘယ်ဟာဖြစ်မလဲနော်ရှောက်ပြီးတော့မခံမန်းနဲ့နော်ကိုသူကမခံမန်းလို့မရအောင်လုပ်ထားတာနော်ကဲတော့အဲ့တော့နော်အဲ့တော့တုံညာဖြစ်မလား6ဖြစ်မလားခွန်ဖြစ်မလားအဲ့ကိုစိတ်ကြိုက်နော်ထင်အောင်ထင်မှရရှောက်မတ်နော်ဘာဖြစ်ဖြစ်ကျွန်တော်29ရတာပါသေးတယ်နော်ကဲတော့ကျွန်တော်တို့လက်ဆောင်သမားတွေကကျွန်တော်လက်ဆောင်အကွက်ကိုကျွန်တော်ဒီညနေမှာဆိုဇာတ်သမားတွေကဒီညနေအလုံးထွက်သွားခဲ့ပြီပဲရှိတယ်ဖြစ်တော့ကျွန်တော်တို့ဒါဒီညနေမှာဘယ်လိုပဲအကြောင်းမှဖြစ်နေကျွန်တော်ကျန်2ရက်ကိုကျွန်တော်လက်ဆောင်2ခွက်ကိုနောက်တစ်ပတ်စာကြိုခေါ်ရင်းနဲ့နောက်တစ်ပတ်စာပေါင်းပြီးတော့ကျွန်တော်ခေါ်မှာဖြစ်တဲ့ကြောင်းဒါထုံးစံတိုင်းပါပဲအဲ့ဒီကြောင့်ဒီတစ်ပတ်ကတော့ကိုမရလို့ပဲကျွန်တော်အကုန်လုံးပဲအခုဒါဒီညနေစီပြီးတာနဲ့ကျွန်တော်လက်ဆောင်2ခွက်ကိုဆက်ထုတ်မှာပါလက်ဆောင်2ခွက်ကိုထုတ်မှာပါဒါပေမဲ့ဒီညနေမှာလက်ဆောင်2ခွက်မဟုတ်ကျွန်တော်3ခွက်လောက်တော့ထုတ်ပေးပါမယ်လက်ဆောင်ကိုကျွန်တော်အကောင်းဆုံးဒါမိအောင်လို့လက်ဆောင်3ခွက်လောက်ထုတ်ပေးပါမယ်ဒါပေမဲ့လက်ဆောင်3ခွက်ဆိုတာကကျွန်တော်နောက်တစ်ပတ်စာကြိုမှရမှာပါအဲ့ဒါပေမဲ့လက်ဆောင်3ခွက်နဲ့ဒါကျန်2ရက်စာလက်ဆောင်3ခွက်လည်းရမယ်ပြီးနောက်တစ်ပတ်စာလည်းရပါမယ်ဝင်ကြီးကတော့ကြိုပြီးတော့တင်ထားမှရပါမယ်အဲ့တော့လက်ဆောင်သမားတွေကတော့ကျွန်တော်ထုံးစံတိုင်းပဲကျွန်တော်ရဲ့အဖောက်ရဟောင်းတွေရောဒါအကုန်လုံးပဲကျွန်တော်တို့ဒါလာပြီးတော့ဒီညနေစီထွက်ပြီးတာနဲ့အကုန်လုံးကိုကျွန်တော်လက်ခံပေးပါမယ်နော်ကျွန်တော်2ရက်2ပတ်စာအကုန်လုံးပြန်လုပ်ပြီးထားပါတယ်ကျွန်တော်ကြာလာပြီးတောက်ကြအဲ့လက်ဆောင်ပါကျွန်တော်ပေးမှာပြီးရင်နောက်တစ်ပတ်စာပါအတွက်ဒါ2ခုလုံးပါပါတယ်နော်2ခုလုံးပါပါတယ်နော်ကြာလာပြီးတောက်ကြလက်ဆောင်အတွက်လည်းရမယ်ပြီးရင်နောက်တစ်ပတ်စာလည်းရမယ်ဒီလိုလက်ဆောင်အဲ့လက်ဆောင်ဘက်ကတကယ်လို့ကြာလာပြီးတော့ကျွန်တော်ထွက်သွားခဲ့တည်ရှိတော့နော်ပြန်ပြီးတော့မဝင်ရပါဘူးကျွန်တော်နောက်တစ်ပတ်စာပါချက်ပေးမှာပါနော်ဒီလိုထားပါတယ်3ခွက်4ခွက်ကျွန်တော်ဒီဘက်လက်ဆောင်ကိုကျွန်တော်အပြည့်ချပြီးလို့ရရင်ကျွန်တော်အပြည့်ချပြီးပါမယ်ကျွန်တော်လက်ဆောင်အရင်လိုမချင်တော့ပါဘူးဒီမှာဝုတ်ကိုမှလည်းအကုန်လုံးကိုရစေချင်တယ်လက်ဆောင်အကွက်ကိုလေအဲဒါကြောင့်အရင်ဘက်တွေတုန်းကကျွန်တော်လက်ဆောင်အကွက်ကိုချန်ထားတာပေါ့2ခွက်လောက်ပဲထည့်ပြီးတာ2ခွက်လောက်ပဲထည့်ပြီးနေတာတခုမှတော့အကုန်မရအောင်ကဟာဒီတော့ပဲတဲ့2ခွက်ကိုပေးနော်ပဲတဲ့2ခွက်ကိုဘယ်လိုပြောရလဲပဲတဲ့2ခွက်ကိုချန်ထားပြီးတော့အဓိက main 2ခွက်ပဲပေးတာအနေနဲ့တခုမှတော့ကျွန်တော်တို့ဒါပဲတဲ့2ခွက်ကအမင်းနဲ့ထွက်နေတော့လေအဲ့တော့ကျွန်တော်ဒီဘက်မှာကနေအပြည့်ဝပေးဖို့ရှိပါတယ်အဲ့အတွက်ကြောင့်နော်ဒီဘက်မှာအဲ့ကနေကိုလည်းကျွန်တော်ပေးဖို့ရှိတယ်ပြီးရင်လာမယ့်ဘက်တော့ကျွန်တော်တို့ဒါ3ရက်တင်မှာဇာတို့လည်းကျွန်တော်တို့ဒါပြန်ပြီးတော့ပါတယ်ပေါ့နော်အဲ့တော့အကုန်လုံးလည်းကျွန်တော်ပြန်ပြီးတော့ခေါ်ထားပါတယ်အခုဒါကြာတာပြီးတောက်ကြလက်ဆောင်နှစ်ကိုလည်းရမယ်ပြီးနောက်တစ်ပတ်ဆက်လည်းရပါမယ်နော်အဲ့တော့ဇာတို့သမားတွေကဒီညနေဒီဈေးကတော့ကျွန်တော်တို့ဒါထပ်ပြီးတော့ကစားလိုက်ပါအဲ့ channel လေးတွေကို29တစ်ခွက်ကိုပဲပဲမယ်2ကိုတစ်ခွက်ပဲပေးပါမယ်နော်အကုန်လုံးဆင်ပြပါလိမ့်မယ်ဒီညနေထပ်ပြီးတော့အောင်ပါလိမ့်မယ်နော်ကြောက်လိုက်မယ်နော်အဲ့တော့တခွက်ကောင်းလေးပြောပြမယ်နော်ဒီညနေစီထွက်ပြီးရတယ်ကျွန်တော်အကုန်လုံးကိုဖုန်းလေးတွေဆက်ပြီးတော့ကိုင်ပေးပါမယ်နော်အားလုံးပဲနော်ကဲတော့ကျွန်တော်ဒီညနေမှာတခွက်ကောင်းလေးပြောပြပေးမယ်နော်တခွက်ကောင်းလေးဒီညနေမှာကျွန်တော်တို့ဒါအကုန်လုံးပဲမဖြစ်မနေထိုးပါမယ်နော်ကျွန်တော်အကြိုက်ဆုံးအကွက်ဖြစ်ပါတယ်3ညာဘရိတ်ပါဒီညနေမှာကျွန်တော်အကြိုက်ဆုံးဘရိတ်ဖြစ်တဲ့3ညာဘရိတ်ကိုကျွန်တော်တခွက်ကောင်းထုတ်ထားပါတယ်ခံမှန်းကြည့်ပါအဲ့တော့အကြိုက်ဆုံးအကွက်လည်းဖြစ်တယ်ပေါ့နော်3ညာဘရိတ်ဒီတခွက်ကောင်းပါနော်3ညာဘရိတ်ဒီတခွက်ကောင်းပါအဲ့တော့အကြိုက်ဆုံးအကွက်လည်းဖြစ်ပါတယ်နော်နည်းနည်းလေးခံမှန်းကြည့်ပါဦး